နေအိုရှင်ပရင်လမ်းတင်ကိုမှပေ30-40အယောင်လေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းတင်နေရာကောင်းပြီးလုပ်ငန်းလုပ်ရန်လည်းအဆင်ပြေပါတယ်ပေအကျယ်ဝင်းကတော့ပေ30-40ဖြစ်ပြီးကြရန်မြေခွက်ကိုမှတက်တန်းတင်ကခလေးလေးခွဲထားပါတယ်မြေခွက်လုတ်ကိုမှအလှည့်လေးကတော့မြောက်လှည့်လေးပါဈေးနှုန်းလေးကတော့13,000ညှိနှိုင်းပါလမ်းတင်နေရာကောင်းပြီးလုပ်ငန်းလုပ်ချင်သူများအတွက်ကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးချင်တာကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စေတနာပါ